ကဲအားလုံးပဲကျွန်တော် TikTok မှာအာသီးအောင်နေတဲ့ကိုပဒန်းဆိုတဲ့တယောက်ရှိတယ်လားဒီဘက်လူတကောပတ်ပြီးလေတိုက်နေတာကျွန်တော်အလဲရောက်လာပြန်ပြီဟိုတစ်ခေါက်တော့လည်းပြောတယ်ကျွန်တော်အဲ့တော့အများနဲ့ပြောတာဆိုတော့ဘာမှမပြောရှော့ပေးလိုက်ဒီတစ်ခေါက်ဘိုင်းနေတက်တာဖလိုက်ထောင်ဘာဖြစ်ပါညာဖြစ်ပါသိရမလားအပြင်မှာထိုးပါမယ်လို့ပါတော့ကျွန်တော်ပြကိုပဒန်းအပြင်မှာထိုးခြင်းတယ်ဆိုလည်းပဲရတယ်ကျွန်တော်မော်လမြိုင်လာခဲ့မယ်နော်ဒါမို့ကိုပဒန်းစောတဲ့ပဒန်းနဲ့ကျွန်တော်ချောင်းနဲ့ဘိုင်ဝမ်းချခြင်းတယ်ဆိုလည်းရတယ်အချိန်မဲပြောလိုက်ညှိလိုက်ကျွန်တော်ကျုံးပေးမယ်နော်ရိုက်ပေးမယ်ကိုပဒန်းနောက်ထပ်အာမချောင်ရအောင်ကိုပဒန်းအရင်အာသီးအောင်နေတယ်ကိုပဒန်းရမ်းများသွားပြီလက်ချောင်းဘာမချောင်းရာယူတော့ကိုမင်းတို့လာခဲ့စားမင်းတို့ဆော့ပြတယ်မင်းတို့ကောက်လို့ကြောက်ဟဲ့ချောင်းလေးရဒီလိုမျိုးပွဲတယ်မှာဆေးတိုးတွေကမင်းတို့တော့လာခဲ့ဟဲ့အဖေကထိုးတယ်你吵的没有吵，俺老爸干吵的，给俺给要你吵的，没有吵不了了叫，俺吵呀啦，哎呀，我给老不要，你吵不了，俺都你吵不了，俺都离呗。